လောကကြီးကအမောင်ဖြစ်ပါတယ်ချစ်တော်ညီကိုတော်မများဒီအမောင်မှာကျွန်တော်တို့လူသားတွေနေထိုင်တဲ့အခါမှာကျွန်တော်တို့ကကလေးတယောက်လို့စမ်းတဝါကွာကိုကျူးစားပြီးတော့မှအသက်ရှင်နေတာကလေးဆိုတာဘာမတည်ဘူးသူများဒါပြောရင်ဒါလုပ်မယ်ဟောပြောဟောလုပ်မယ်ဒါပေမဲ့တကယ်အန်တရကြီးလာတဲ့အခါမှာကျွန်တော်မတည်နိုင်ပါဘူးခဏကျွန်တော်တို့ရဲ့အသက်တာအဲ့ဒါနဲ့တူတယ်ချစ်တော်ညီကိုတော်မများကျွန်တော်ကိုလူရဲလို့ဖြစ်စေတဲ့ပုဂ္ဂိုလ်တစ်ပါးရှိပါတယ်အဲ့ဒါအသက်ရှင်တဲ့ဘုရားဖြစ်ပါတယ်လူကင်းတဲ့နှစ်ပေါင်း2000မှာကျွန်တော်တို့အတွက်ဣသရေလနိုင်ငံမှာမွေးဖွားလာတယ်လူပုံစံနဲ့လာခဲ့တယ်ယောက်ျားနဲ့မိန်းမတရေဒါဆက်ဆံခြင်းနဲ့လာတာမဟုတ်ဘဲနဲ့ကောင်းကင်တမအဖြစ်ဒါဖြစ်လေအပြူစီမာရီတရားမင်္ဂလာရှိတော်သူဖြစ်တယ်ဒီပုံမှာဖယားတာမွေးဖွားလာမယ်ဆိုပြီးမှသူ့အထဲမှာတရင်တီဗီမှာကျွန်တော်တို့အတွက်မွေးဖွားလာခဲ့တာဖြစ်ပါတယ်သခင်ယေရှုကသူမွေးဖွားလာတယ်လူတွေနဲ့မတူဘူးထူးခြားစွာအံ့ဖွယ်တရားစရမတော်ပြီးတော့မှတကယ်ပဲနှုတ်ကပတ်တော်တတ်တဲ့လူတွေနဲ့တော့မှအပြတ်အလန်းအသေးအချေဘာဖြစ်လဲပြောနိုင်တဲ့လူတကယ်ဆရာကြီးတွေဘက်ချလာတွေ PDH တွေတော့မှဘာဖြစ်လဲအိုးပြီးတော့မှဒီကလေးလေးကဘာလဲဟာနေလူတွေကိုလမ်းစားတဲ့နှုတ်ကပတ်တော်ဘယ်ကရတာလဲဝန်ကြတယ်သူကမွေးလာကလေးကမထူးခြားတဲ့လူဖြစ်တယ်သူကကောင်းတော့အမှုကိုလုပ်ခဲ့တယ်လူတွေကိုချမ်းသာစေတယ်ခြေလက်တေတော့သူကိုချမ်းသာစေတယ်ပဂတိအတိုင်းဖြစ်စေတယ်တေတော့သူကိုထမ်းမြောက်စေတယ်နီးဥပဒေမတိဘဲနဲ့ဖယားတခင်နီးဥပဒေကိုမတိလို့လောကမှာစမ်းတဝါလာပြောင်းနေတဲ့လူကိုဖယားတခင်ရဲ့စကားဖယားတခင်ရဲ့တဘောတော်ကဒီလိုရှိတယ်ဆိုမှသူကကျူးစားပြီးတော့မှချပြပေးတယ်နားထောင်တဲ့လူရှိတယ်လို့နားမထောင်တဲ့လူရှိတယ်နားထောင်တဲ့လူအတွက်ကဝမ်းမြောက်ပြီးတော့မှလမ်းစားပြီးတော့မှကြမ်းမှပြီးတော့မှအောင်မြင်ခြင်းရတယ်အဲ့ဒါနဲ့သူကိုဟိုးနှစ်ပေါင်းတောင်းချင်ကလေးက prophet ပြုထားတဲ့အတိုင်းပဲတင်တို့အတွက်ကေတီရှင်လာမယ်လာပြီးတော့မှတင်တို့အတွက်ကောင်းတဲ့အကျိုးကိုပြုမယ်ဒါပေမဲ့အဲ့ဒီသခင်ယေရှုဖယားကိုဘာဖြစ်လဲအပြစ်မရှိဘဲနဲ့အဲ့ဒီတိုးတဲ့ငယ်ဖယားကိုရန်သူတွေကတတ်မှာဖြစ်ပါတယ်အဲ့တော့သခင်ယေရှုကရန်သူတို့လက်မှာအနံ့ချင်းခံရတယ်သူကိုယ်တိုင်ပဲရောဖန်ကိုဖမ်းရမှာဖြစ်တယ်ဆိုမှဘာဖြစ်လဲအဖခန္ဓာဖြစ်ပါတယ်သူဘာမှမလုပ်ဘူးဘာကြောင့်လဲဆိုတော့သူကတွားဖို့တွားရမှာအဖေနဲ့စကဝမ်းပြောတဲ့အခါမှာကျွန်တော်ကိုတွားခိုင်းတယ်ဆိုတာကျွန်တော်တည်တယ်အဖေတဲ့ဒါကြောင့်သူ့အလုပ်ကိုသူတည်တယ်ဒါကြောင့်သူကအဖခံတယ်အသေးခံတယ်နာကျင်ချင်းခံတယ်ဖယားရဲ့ဖြစ်ချင်းကိုအကုန်လို့သူအဲ့မှာမထစေဘဲနဲ့ဇာတိကိုမထစေဘဲနဲ့လူရဲ့ဇာတိကထမှာလေလူရဲ့ဇာတိအနေနဲ့တော့သူ့ကိုတန်တုံးနဲ့ရိုက်တဲ့အခါမှာနာမယ်လာနဲ့ထိုးတဲ့အခါမှာနာမှာဖြစ်တဲ့အတွက်သူကအဲ့ဇာတိကိုမထအောင်အဖေစကားကိုဝန်ခံနာခံပြီးတော့မှကားတာအထက်ကိုသူကလေဝါကားတိုင်ပေါ်အထစ်ကိုသူကဘာဖြစ်လဲကောင်းမွန်စွာနဲ့တက်ပြီးတော့မှကျွန်တော်တို့အတွက်အသေးခံခဲ့တာဖြစ်ပါတယ်အဲ့ဒါပဲမပြီးဘူး3ရက်နေ့မှငါထမြောက်မယ်လို့ပြောတဲ့အခါဖြစ်တဲ့အတိုင်းပဲရောမလူတွေကဘာဖြစ်လဲထလာမှလေသူတို့တည်နေတာဖြစ်တဲ့အတွက်တကယ်အကောင်စားဘီလာမင်းနဲ့ကောင်းပိတ်ပြီးတော့မှဘာဖြစ်လဲတကယ်စစ်တူရဲထဲမှာတော့မှအကောင်စားအထူး special စစ်တူရဲကိုအဲ့ဒီမှာစောက်ခိုင်းတာဒါမဲ့ကောင်းကင်မှာကဘာဖြစ်လဲအဲ့ဒီပိတ်ထားတဲ့အုပ်ကိုအလုံးကြီးကိုလိမ့်ပြီးတော့မှတကယ်လဲထလာတာဖြစ်ပါတယ်ပထမအုပ်ဆုံးမြင်ခဲ့တဲ့လူတွေကတော့မဂဒလာမာလိဆိုတဲ့မင်္ဂလေးတွေဖြစ်ပါတယ်ဟာလေလုယာသခင်ရဲ့ထမြောက်ခြင်းကိုဦးစွာပထမမြင်ခဲ့တဲ့လူတွေကမင်္ဂလေးဖြစ်ပါတယ်ရှိတော်ညီကိုနမများသခင်ယေရှုကတင်နေကျွန်တော်ထမြောက်ပြီးကျွန်တော်အတွက်ထမြောက်ပြီးကျွန်တော်တို့မလုံနိုင်တဲ့အရာတွေကျွန်တော်တို့လူသားတွေအဖြစ်ကောင်းတဲ့ဘက်ကိုမလိမ့်နိုင်တဲ့အရာတွေ
အမျိုးမျိုးတွေးခိုတဲ့ဇာတိတားတွေဖြစ်သွားပြီအေဒီထဲမှာရှိတဲ့ဥယျာဉ်မှာနေတယ်လို့တော့မဟုတ်တော့ဘူးငါတာငါသမီးတွေကငါရှိကိုလာဖို့သူတို့မလွေတော့ဘူးဘာကြောင့်ဆိုတော့ဇာတိကတမျိုးဟိုမှာရန်တိုစားတာကအမျိုးမျိုးတွေးခိုပြီးတော့မှဖျားဘက်ကိုလာဖို့အယံကိုနားထူသွားကြပြီဒါကြောင့်ဖျားခင်ကကျွန်တော်တို့အတွက်ဟုတ်လားနားထူသွားကြပြီဒါကြောင့်ကျွန်တော်တို့အတွက်သူကရေးရေးဟုနဲ့ကယ်တင်လိုက်ခြင်းဖြစ်ပါတယ်အရာမခက်ပါဘူးသခင်ယေရှုခရစ်တော်ဘုရားကယဉ်နဲ့ချင်းအထိကျွန်တော်တို့နဲ့အတူအသက်ရှင်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်လူသားဘဒူဘေဝါကချင်းကရကချင်းမူပမာရေခရှာအားလုံးကဘာဖြစ်လဲထိုယေရှုခရစ်တော်ဘုရားကိုလိုအပ်တာဖြစ်ပါတယ်ကျွန်တော်တို့ကိုဖြစ်စေတဲ့သူကဘဒူလဲဆိုရင်အဲ့ဒီယေရှုဖြစ်တယ်ဆိုင်ကတစည်းကိုပြုတ်ပြင်းနေတင်ထလိုက်တဲ့လူကဘဒူလဲအဲ့ဒီလိုရှိတယ်လို့ကျွန်တော်တို့ရဲ့ဖြစ်ချင်းကိုအသေးစိတ်ကိုနားလေပြီးတော့မှဦးဆောင်လမ်းပြပေးမဲ့လူဖရားတပါရှိတာကယေရှုဖြစ်တာဖြစ်ပါတယ်ဒါကြောင့်တချို့ဧဝဂလိဆရာတွေဘာဖြစ်လဲရေရေဟိုနဲ့ဒီယေရှုအကြောင်းကိုပြောခဲ့တယ်အရင်ကတမန်တော်တွေကလည်းဘာဖြစ်လဲသူတို့ကိုယ်တိုင်ခံစားလာတဲ့အခါမှာဒီတိုင်းမနေနိုင်ဘူးလေဟုတ်တယ်မလားဒီတိုင်းမနေနိုင်ဘူးအဲ့တော့တမန်တော်တွေကလည်းတရွာပြတရွာတမျိုးပြတမျိုးသူတို့ပြောတယ်တချို့လူတွေဆိုရင်ဘာဖြစ်လဲတခါရတာလည်းရှိတယ်ဒါပေမဲ့ဘာဖြစ်လဲတမန်တော်တွေကရေဝံ့စွာနဲ့တခင်အကြောင်းကိုပြောတယ်ဘာကြောင့်လဲဆိုတော့ထိုယေရှုကအသက်ရှင်တာဖြစ်တဲ့အတွက်ယေရှုကိုကျွန်တော်တို့နှလုံးသားကနေယုံကြည်ပြီးတော့မှနှုတ်နဲ့ဝန်ခံရင်ကတိချင်းကိုရမယ်ဆိုတဲ့အတိုင်းပဲဝန်ခံလိုက်တဲ့အခါမှာကျွန်တော်တို့နှလုံးသားကအယံကိုဝမ်းမြောက်လာတာလေမင်္ဂလာဖြစ်လာတာလေတကုကုအရင်ကတကုကုလူနေတယ်လို့တငယ်ချင်းလူတာလားဘာလူတာလားမသိတကုကုလူတာတငယ်ချင်းနဲ့ပေါင်းလဲတကုကုလူတယ်မဝမ်းမြောက်နိုင်ပါဘူးဘာလို့အပ်တယ်လဲသူတခင်လို့အပ်တယ်သူတခင်ရှိရင်ကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့အသက်တာကလန်းဆန်းတယ်တက်ကြွတယ်ဝမ်းမြောက်ရတယ်ခြေတော်ညီကိုနမများလောကမှာဘာလို့ဘာတခုခုလို့အနေတယ်လို့တင်ခံကြရသလားဟေးတကယ်ကြတော့ဟေးကျွန်တော်ကငွေကြေးအဲ့လိုအများကြီးမရတယ်လို့ဟိုလောပန်းလို့မရတယ်လို့ခံစားတာလို့ထင်ခိကောင်းထင်မှာကတဲ့ငွေကြေးရှိတဲ့လူတွေလေထိုတခင်ကိုမရထားဘူးဆိုသူတို့လေစမ်းတော်ဝန်ဖြစ်နေမှာတခုခုလောကရဲ့ငြင်းစင်းချင်းလောကရဲ့ယောဂတခုခုရောက်လာတိုင်းမှာသူတို့တဲ့လေရက်စေခုံမှုရှိနေမှာသူတို့ရဲ့နှလုံးသားပူလောင်နေမှာ praise the lord ခြေတော်ညီကိုနမဲမှာဒါကိုတိဖို့လို့အပ်တယ်နော်ကျွန်တော်လောကမှာသခင်ယေရှုကိုရလာရင်သခင်ယေရှုအားဖြင့်ဝိညာဉ်တော်ကကျွန်တော်တို့ထဲမှာရလာပြီးတော့မှကျွန်တော်တို့ဝမ်းမြောက်သွားတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေထဲမှာအဲ့ဒီတည်င်းကိုကျွန်တော်တို့အစပထမဘယ်သူမှမသိဘူးအိုးဆုံးသခင်ယေရှုကိုလက်ခံလာတာကဗမာလူမျိုးဖြစ်ပါတယ်အိုးတီးလက်ခံခဲ့တဲ့လူကဒါကြောင့်ကျွန်တော်တို့ဗမာလူမျိုးတွေပုံမှာလဲတားဦးဆိုတော့ကျွန်တော်ဝန်ခံတတ်ဖို့အရေးကြီးတယ်အားလုံးကိုချစ်တယ်ဆိုတော့ဘာဖြစ်လဲကျွန်တော်တို့ဆိုရင်ဘာဖြစ်လဲတောင်ပိုဒေတာမှာနေပြီးတော့မှဘူဘွားတွေကနတ်တွေကိုပူဇော်နေတာလေဒါပေမဲ့ကျွန်တော်တို့ကိုအေးဦးကလေးလာပြောတဲ့အခါမှာကျွန်တော်တို့လည်းနားထောင်ပြီးတော့မှဘာဖြစ်လဲဖះကိုတကယ်လက်ခံကြည့်လိုက်တဲ့အခါမှာသူစကားသူကိုလက်ခံလိုက်တာနဲ့ချစ်ချင်းကြီးမဖြစ်တော့မှသူရဲ့စကားတစ်ခုပြီးတစ်ခုကျွန်တော်တို့ဝန်ခံသွားတဲ့အခါမှာဘာဖြစ်လဲတကယ်ဝမ်းမြောက်လာတာတွေ့ရတာဖြစ်ပါတယ်အယံကိုဝမ်းမြောက်လာတာဖြစ်ပါတယ်ဟာလေလုယာအယံကိုချစ်လာတာအယံကိုချစ်တတ်လာတာဖြစ်ပါတယ်ချစ်တော်ညီကိုနမများတခင်လိုအပ်တယ်နော်ဖះလိုအပ်တယ်နော်အသက်ရှင်နေဖះလိုအပ်တယ်နော်ဒါကြောင့်စီဆူးလို့လည်းပြောတာမဟုတ်ဘူးတခြားဘာသာတွေကိုကျွန်တော်တို့တမျိုးဆောင်ပေးမှလည်းပြောတာမဟုတ်ဘူးယေရှုအကြောင်းကိုပြောနေတာတင်နဲ့ကျွန်တော်အတွက်လိုအပ်တယ်ဆိုတဲ့အရာကိုကျွန်တော်အနေနဲ့နိုင်ရှိပြီးမှပြောနေတာဖြစ်ပါတယ်ဒါကြောင့်အင်္ဂလိပ်သွားပြောတဲ့အခါမှာယေရှုအကြောင်းသွားပြောတဲ့အခါမှာတချို့ကစီဆူးတယ်လို့လုပ်တယ်တကယ်စီဆူးတယ်ဆိုတာလေသူတို့ကိုကျွန်တော်တို့အပြစ်မမြင်ပါဘူးသူတို့မတိသေးလို့ဖြစ်ပါတယ်မမြင်စားဘူးလို့ဖြစ်ပါတယ်ဒါပေမဲ့ယူလူတွေမချမ်းအချမ်းမာတဲ့လူကမလက်ခံရင်တော့မချမ်းမာတဲ့လူတယောက်ကိုကျွန်တော်တို့ကအဲ့ဒီနည်းနဲ့ပြန်သွားရတော့တာမချမ်းမာတဲ့လူကိုဖះအသက်ရှင်တယ်ဒီအကူရဲ့အမရဲ့ယောဂလည်းယေရှုကချမ်းမာခြင်းပေးနိုင်တယ်နော်ယုံသလားယုံတယ်ဟုတ်ပြီယုံတယ်ဆိုဆုတောင်းပေးမယ်ချမ်းမာသွားတဲ့အခါမှာ
မချမ်းမာတဲ့လူကအိုးတကယ်အသက်ရှင်တဲ့ယေရှုရှိပါလားဆိုမှကိုဒုက္ခရောက်တဲ့ခါမှာမချမ်းမာတဲ့ခါမှာမြယုံကြည်တဲ့လူများလာတာတွေ့ရတယ်ဟောယေရှုကတချို့ကတော့လည်းချမ်းမာရဲ့တန်းနဲ့တကယ်ကဆရာတို့ပြောတဲ့ယေရှုတကယ်ရှိတယ်ဆိုရင်ကျမစိတ်ခုကြည့်မယ်ကျမအဲ့ဒါဖြစ်စေကျမကိုသူကိုယ်တိုင်စကားလာပြောစေဆိုမှမင်းစားချင်တဲ့လူတွေရှိတယ်အဲ့လိုမင်းစားတဲ့အခါမှာလည်းတကယ်ဘုရားကအလုပ်လုပ်ပြီးတော့မှယေရှုကိုရသွားတဲ့လူတွေအများကြီးရှိတာဖြစ်ပါတယ်ကျွန်တော်နားလေပါတယ်လွယ်လွယ်ကူကူနေတော့ဘာကြီးလဲဟာဆိုမှဖြစ်ကြမှာပါဒါပေမဲ့လည်းတကယ်နှလုံးသားအကျွေးမင်းနဲ့ခံယူအပ်တဲ့နှလုံးသားနဲ့ဒါလူဖြူတဲ့ဖျားမဟုတ်ဘူးကချင်တွေဖျားမဟုတ်ဘူးကျွန်တော်ကျမလည်းအတွက်ဖြစ်တယ်ကျွန်တော်မြန်မာနိုင်ငံသားကလည်းလူအပ်တယ်ပြပါဖြစ်လဲကျွန်တော်ကိုဒီလိုဖြစ်လာတာကတော့အချင်းနေတော့မဟုတ်ဘူးတရားရောက်လုံတဲ့လူရှိမှပဲလူဖြစ်လာတယ်ဆိုတာကတော့ကျွန်မလည်းယုံတယ်တကယ်သခင်အသက်ရှင်လုပ်ပေးပါဆိုမှဆူတောင်းကြည့်ပါတကယ်ဖြစ်လာမှာဖြစ်ပါတယ်အားလုံးကိုဖျက်ရှိကောင်းချီးပေးပါစေအာမင်